第二个文化所来讲，讲讲中国的茶文化，第有嘢特別到底研節目 HSK2 ကိုလေ့လာနေတဲ့လူရှိတယ်ဆိုလို့ရှိရင်လည်းပဲတွားပြီးတော့ကြည့်ကြည့်လို့ရတယ်နော် Okay အဲ့ဆိုလို့ရှိရင်ကြည့်ကြည့်လိုက်ကြရအောင်中国的茶文化中国တရုတ်ကိုပြောတာပါ茶ဆိုတာဒါလက်ဖက်ရည်လို့ရင်းနှီးခြင်းလို့ဆိုတဲ့အဓိပ္ပာယ်ပါ文化ဆိုတာ culture ဖြစ်ပါတယ်中国的茶文化ဆိုတော့ဒါတရုတ်တရဲ့ရင်းနှီးခြင်းယဉ်ကျေးမှုဖြစ်ပါတယ်လက်ဖက်ရည်ယဉ်ကျေးမှုဖြစ်ပါတယ်เนาะတရုတ်တွေကဒီရင်းနှီးခြင်းကိုအရင်တောက်ကြတယ်ဆိုတော့အဲ့ဒီရင်းနှီးခြင်းယဉ်ကျေးမှုကဘာတွေလဲကြည့်ရအောင်ပေါ့เนาะ Okay 中国人တရုတ်လူမျိုးတွေက喜欢ကြိုက်နေတဲ့ဒီဘာကြိုက်နေတဲ့တာလဲ喝茶ရင်းနှီးခြင်းတောက်ရတာတွေကိုကြိုက်နေတဲ့ပါတယ်တဲ့茶ရင်းနှီးခြင်းအားတဲ့不仅ဆိုတာဒါမကကိုပြောတာပါ茶不仅ဒါမက好喝တောက်ကောင်းရုံတာ茶不仅好喝ဆိုတာရင်းနှီးခြင်းကနော်တစ်ဖက်ရဟာတောက်ကောင်းရုံတာမကတဲ့而且ပြီးတော့对身体对身体ဆိုတာခန္ဓာကိုယ်အတွက်ကို有好处有ဆိုတာရှိတယ်好处ဆိုတာကောင်းကျိုးတွေရှိတယ်လို့ပြောတာရင်နွေးချမ်းကတောက်ကောင်းယုံနာမကခန္ဓာကိုယ်အတွက်လေကျန်းမာရေးအတွက်လေအများကြီးအထောက်အကူဖြစ်တဲ့ကျိုးကျေးဇူးတွေရှိပါတယ်လို့ပြောချင်တာပါ他ဒီမှာထားဒီထားဒီဒါအရာဝတ္ထုကိုသုံးတယ်ထားပါအရာဝတ္ထုတို့တရိษံတို့ကိုသုံးတဲ့ဒါထားဖြစ်တယ်ပေါ့နော်၎င်းဒီဆိုတဲ့အတိတ်ပဲ可以提神醒脑提神醒脑ဆိုတဲ့စကားလုံးလေးကိုကြည့်ရအောင်提神醒脑ဆိုတာကစိတ်ကိုကြည်လင်လန်းဆန်းနေဆိုတဲ့အဓိပ္ပာယ်ပါ提神醒脑醒ဆိုတာဒါနိုးလာတယ်脑ဆိုတာကတော့ဒါအုံနောက်နော်အုံနောက်ကိုနိုးကြစေတယ်提神နိုးကြစေတယ်အုံနောက်ကိုနိုးကြစေတယ်စိတ်ကိုကြည်လင်စေတယ်ဒီလိုမျိုးခါမျိုးမှာသုံးတဲ့စကားလုံးလေးပါ提神醒脑ဟုတ်ပြီနောက်တစ်ခုကကြတော့抵抗衰老衰老ကိုတော့ဆိုအရင်ကြည့်ကြရအောင်衰老ဆိုတာကအိုမင်းရင်ရောတာအိုမင်းရင်ရောတာကို抵抗ဆိုတာကတားဆီးတာဆိုတဲ့အဓိပ္ပာယ်抵抗衰老ဆိုတော့အိုမင်းရင်ရောမှုကိုလည်းတားဆီးပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ预防疾病ဆိုတာကယောဂါတွေကိုပြောတာပါ预防ဆိုတာကကာကွယ်တာကြိုတင်ကာကွယ်တယ်ယောဂါတွေကိုလည်းပဲကြိုတင်ကာကွယ်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်နော်ယောဂါတွေကိုလည်းပဲကာကွယ်ပေးပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ还有ပြီးတော့တဲ့နော်减肥的功效减肥ဆိုတာက weight ချတာနော် weight လျှော့တာပဲ我要减肥了ဒီလိုမျိုးတွေပြောကြတယ်လေ减肥ဆိုတာ weight ချတာနော် weight ချပေးတဲ့ဗာလဲ功效အာနိသင်နော် weight ကိုကျစေတဲ့အာနိသင်အကျိုးကျေးဇူးအဲ့ဒါတွေလည်းပဲရှိပါတယ်လို့ပြောတာ还有နော်ရှိတယ်လို့ပြောတာဟုတ်ပြီနော်၎င်းဟာနော်可以提升醒脑抵抗衰老预防疾病还有减肥的功效ဆိုတော့စိတ်ကိုကြည်လင်လန်းဆန်းစေတယ်အိုမင်းရင်ရောမှုကိုလည်းတားဆီးပေးတယ်ယောဂါတွေကိုလည်းကာကွယ်ပေးတယ်ပြီးတော့ဝိတ်ကြစေတဲ့အာနိသင်တွေလည်းရှိတယ်လို့ပြောတာဟုတ်ပြီဆက်ကြည့်မယ်中国茶有很多种တရုတ်လက်ဖက်ရည်တွေကနော်တရုတ်လက်ဖက်ရည်တွေက有很多种အမျိုးမျိုးရှိတယ်တဲ့多种ဆိုတာအမျိုးမျိုး很多种ဆိုတာမျိုးစားအများကြီးရှိတယ်လို့ပြောတာ比如ဥပမာတဲ့红茶绿茶青茶花茶等တဲ့နော်ဆိုတော့ဒီမှာ红茶ဆိုတာကဒီမှာEnglish လို့ဘာသာပြန်ရင်တော့လေ black tea လို့ဘာသာပြန်တယ်ဒီမှာတော့တရုတ်လိုကကျတော့红茶လို့ရေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒါလေးကို老师နောက်ပိုင်းမှာအသေးစိတ်လေးပြောပြပေးမယ်နော်红茶ကတော့ခုလောလောဆယ်ကတော့ black tea လို့ပဲမှတ်ထားလိုက်အောင်နော်红茶ရှိမယ်绿茶ကျတော့ဗာလေ green tea ပါ清茶ဆိုတာကတော့老师တို့乌龙茶လို့ခေါ်ပါတယ်乌龙茶ဟုတ်ပြီနောက်ပိုင်းမှာအသေးစိတ်လေးလာမယ်နော်花茶ကကြတော့ဒါပန်းနဲ့လှုပ်ထားတဲ့
ဒါရင်းနှီးခြင်းပေါ့နော်ပန်းလက်ဖက်ဒီလိုမျိုးကိုပြောတာပါနော်ပန်းလက်ဖက်ရည်ပါဒီဟာလေးကကြတော့ဥလုံးလက်ဖက်ရည်ပါဒီကတော့ green tea နော် green tea လက်ဖက်စိမ်းပါဒီဟာကကြတော့နော်တို့ဒီ black tea ပေါ့နော်ဒါပေမဲ့သူကအနီရောင်ပါဒါနဲ့ English လိုကတော့ black tea ပဲပေါ့နော်ဆိုတော့ဒီ红茶ရှိမယ်绿茶ရှိမယ်清茶ရှိမယ်花茶တန်ဆိုတော့တန်ကဒီမှာစောင့်ဆိုင်ဒီမဟုတ်ဘဲနဲ့စသဖြင့်ဆိုတဲ့အဓိပ္ပာယ်ပါနော်ဥပမာနော်比如红茶绿茶清茶花茶等ဟုတ်ပြီ随着季节的不同季节ဆိုတာရာသီဥတု随着လိုက်ပြီးတော့ရာသီဥတုပေါ်မှာလိုက်ပြီးတော့ရာသီဥတုမတူညီတဲ့အပေါ်မှာ不同ဆိုတာမတူညီဘူးရာသီဥတုမတူညီတဲ့အပေါ်မှာ随着လိုက်ပြီးတော့人们会选择喝不同的茶人们ဆိုတာလူတွေကတဲ့会选择ရွေးချယ်လိမ့်မယ်เนาะ选择ဆိုတာရွေးချယ်တယ်ရွေးချယ်လိမ့်မယ်ဘာတွေကိုရွေးချယ်လာလဲ喝不同的茶喝တောက်တယ်不同的茶မတူညီတဲ့လက်ဖက်ရည်တွေမတူညီတဲ့ရင်နွေးချမ်းတွေကိုတောက်ကြတယ်ဒီရာသီဥတုကွဲသွားတာနဲ့เนาะရာသီဥတုမတူညီတာနဲ့လူတွေကဆိုလို့ရှိရင်မတူညီတဲ့လက်ဖက်ရည်တွေရင်နွေးချမ်းတွေကိုရွေးချယ်ပြီးတော့တောက်ကြပါတယ်လို့ပြောတာနော်ဟုတ်ပြီ一般来说တဲ့一般ဆိုတာကတော့ရေဘူးရအဖြစ်တို့ပုံမှန်အဖြစ်တို့အဲ့ဒီအတိတ်တွေကိုပြောတာပါ一般来说春天的时候春天ဆိုတာကຫນွေဥရာသီຫນွေဥရာသီမှာဘာတောက်လဲ喝花茶ပန်းတစ်ဖက်6တွေကိုပန်းလက်ဖက်ရည်တွေကိုတောက်ကြတယ်夏天的时候夏天ຫນွေရာသီမှာဆိုလို့ရှိရင်တော့喝绿茶 green tea ကိုတောက်တယ်秋天的时候ဆောင်းဥရာသီမှာဆောင်းဥရာသီမှာတော့喝清茶清茶ဆိုတာကဥလုံးလက်ဖက်ရည်ကိုတောက်ကြပါတယ်တဲ့冬天的时候冬天ဆိုတာကတော့ဆောင်းရာသီမှာဆောင်းရာသီမှာတော့ဘာတောက်လဲဆိုလို့ရှိရင်喝红茶红茶ဆိုတော့ဒီလက်ဖက်6နာဒီအနီပေါ့နော်အဲ့ဒါတွေကိုတောက်ကြပါတယ်红茶တွေကိုတောက်ကြပါတယ်လို့ပြောတာပါโอเคเนาะ春天喝花茶夏天喝绿茶秋天喝清茶然后冬天喝红茶如果အကယ်၍你有机会来中国你有机会မင်းနဲ့有机会ခွင့်ရေးရှိရင်အခွင့်ရေးရလို့来中国တရုတ်ပြည်ကိုလာတဲ့ခါတဲ့အကယ်၍မင်းအခွင့်ရေးရလို့တရုတ်ပြည်ကိုလာတဲ့အခါမှာတဲ့一定要体验一定要တေချာပေါက်体验အတွေ့အကြုံကိုခံစားကြည့်ပါတဲ့เนาะအဲ့ဒီအတွေ့အကြုံကိုခံစားကြည့်တင်ပါတယ်တဲ့เนาะဘာလဲ体验一下中国的茶文化တရုတ်နိုင်ငံရဲ့လက်ဖက်ရည်ယဉ်ကျေးမှုကိုเนาะ一定要体验一下ဆိုတော့မဖြစ်မနေအတွေ့အကြုံခံစားကြည့်တင်ပါတယ်တဲ့အဲ့ဒါကိုပြောတာပါโอเคရမယ်เนาะဆိုတော့ဒါလေးက中国的茶文化ဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာလေခုနတော့ငါပြောသွားတဲ့红茶绿茶清茶花茶အဲ့ဒါလေးတွေကဘလို့လေးတယ်ဘာလေးလဲဆိုတဲ့ဟာလေးကို老师ရှင်းပြပေးချင်ပါတယ်ဟုတ်ပြီပထမအဆုံးဒါက红茶ဖြစ်ပါတယ်红茶ကဒီအရှိမသူ红ဆိုတဲ့အနီရောင်茶ဆိုတာလက်ဖက်အနီရောင်လက်ဖက်ဖြစ်ပြီးတော့ဘာဖြစ်လို့ English လို့ဆိုလို့ရှိရင် black tea လို့ဘာသာပြန်လဲဆိုတာသူကအကြောင်းရင်းရှိတယ်红茶ကကြတော့သူကရင်နွေးချမ်းကိုဖောက်လိုက်လို့ရှိရင်ထွက်လာတဲ့အရာကအနီရဲရဲဖြစ်တဲ့အတွက်ကြောင့်မို့တရုတ်လူမျိုးတွေကဒီရင်နွေးချမ်းကိုတခါတည်းပဲဒါအနီရောင်ရင်နွေးချမ်းဆိုတဲ့เนาะ红茶ဆိုပြီးတော့နာမည်မိတ်ခဲ့ကြတာပေါ့နော်红茶ဆိုရင်တော့ direct တန်းပြောတာပေါ့ဒီနိုင်ငံသားတွေကကြတော့ဘာဖြစ်လို့ black tea လို့အမဲရောင်လက်ဖက်ရည်ဆိုမှသူကပြောလဲဆိုလို့ရှိရင်သူ့ရဲ့လက်ဖက်ရဲ့အရွက်ကဆိုလို့ရှိရင်ဒီမှာလဲကြည့်လို့ရတယ်သူကအယောင်မဲမဲဖြစ်နေအယောင်မဲမဲဖြစ်ဆိုတော့ဒီလက်ဖက်6ရဲ့เนาะလက်ဖက်6ရဲ့အယောင်ကမဲမဲဖြစ်နေတဲ့အတွက်ကြောင့်မို့သူ့ကို black tea လို့ပြောတာဖြစ်ပြီးတော့တကယ် red tea ကကြတော့红茶မဟုတ်ဘဲနဲ့红茶ရဲ့နာမည်ကတော့ black tea ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါ红茶ကိုဘာဖြစ်လို့ black tea လို့ခေါ်ရတယ်ဆိုတဲ့အကြောင်းရင်းမှာဒါ红茶ပုံကြီးဖြစ်ပါတယ်နောက်တစ်ခုကကျတော့绿茶ကတော့ဒါကတော့ green tea ပေါ့နော်လက်ဖက်စိမ်းပေါ့နော်သူကတော့ complaint တက်စရာတော့မရှိဘူးပေါ့နော်သူကတော့ green tea ပဲဖြစ်တဲ့အတွက်ကြောင့်မို့လေသူကတော့ green tea
တစ်ဖက်စိမ်းပေါ့နော်သူရဲ့အယောင်ကထွက်လာတဲ့အယောင်ကလည်းပဲအစိမ်းရောင်ပေါ့နော်နောက်တစ်ခုကကြတော့ဝါးချာကကြတော့ဒါပန်းလက်ဖက်ရည်ပေါ့နော်ပန်းလက်ဖက်ချောက်ပေါ့နော်ပန်းလက်ဖက်ချောက်ကကြတော့ပန်းလေးနဲ့လှုပ်ထားတဲ့လက်ဖက်ချောက်ပန်းကိုအချောက်ခံပြီးတော့လှုပ်ထားတဲ့လက်ဖက်ချောက်တွေရှိတယ်ဥပမာစပယ်တို့နင်းစီတို့အဲ့လိုမျိုးလေးတွေလှုပ်ထားတဲ့လက်ဖက်ချောက်တွေပေါ့နော်အဲ့ဒါဆိုရင်တရုတ်ပြည်မှာဆိုရင်တော့အဲ့လိုမျိုးလက်ဖက်ချောက်တွေရှိပါတယ်ဒါကတော့ဝါးချဖြစ်တယ်နောက်တစ်ခုကကြတော့ချင်း茶ပေါ့နော်ချင်း茶ကိုနောက်တစ်မျိုးက老师တို့ခေါ်တာက烏龍茶လို့လေခေါ်ပါတယ်ဘာလို့烏龍茶လို့ခေါ်တာလဲဘာလို့ချင်း茶လို့ခေါ်တာလဲသူကကြတော့တခြားဒီ紅茶တို့綠茶တို့ ਨੇ သူကမတူတာကကြတော့သူ့ရဲ့紅茶ဆိုတာကတော့သူအချင်ဖောက်တာကသူကအကုန်လုံးအပြည့်အချင်ဖောက်တယ်ဒီချင်း茶ကကြတော့သူကတဝက်ပဲအချင်ဖောက်ပြီးတော့လှုပ်ထားတဲ့လက်ဖက်အမျိုးအစားပေါ့နော်ဖေးဖောက်လိုက်တဲ့အခါမှာထွက်လာတဲ့ဒီလက်ဖက်ရွက်ရဲ့အရေကသူ့ရဲ့အယောင်ကလက်ဖက်စိမ်းလို့လဲလက်လက်ဆက်ဆက်အစိမ်းရောင်လည်းမဟုတ်ဘူးပြီးရင်နောက်တစ်ခုကဟုံးချလိုမျိုးလဲအနီရောင်နဲ့မဖြစ်ဘူးပေါ့နော်အဲ့ဒီကြားတဲ့ကအယောင်ကိုအစွဲပြုတ်ပြီးတော့တရုတ်လူမျိုးတွေကသူ့ကိုချင်းချာလို့အမည်ပေးခဲ့ကြတာပေါ့နော်ဘာလို့ဝူလုံချာလို့ခေါ်လဲဆိုလို့ရှိရင်သူ့ရဲ့တကယ်တရားဝင်နာမည်ပေါ့ပြောမယ်ဆိုရင်တရားဝင်နာမည်ကကြတော့သူ့ရဲ့ common name ပေါ့ကွာ common name ကကြတော့ဥလုံထီလို့ခေါ်ကြတယ်ပေါ့နော်နားလေလွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်လူတယောက်ကအိမ်ခေါ်တဲ့နာမည်နဲ့အပြင်ခေါ်တဲ့နာမည်ရှိတယ်လို့မျိုးပေါ့နော်ချင်း茶ကကြတော့အိမ်ခေါ်တဲ့နာမည်ပေါ့ဥလုံ茶ကြတော့အပြင်ကခေါ်တဲ့နာမည်ပေါ့နော်နှစ်ခုစလုံးကတော့လက်ဖက်အမျိုးအစားကတစ်ခုတည်းကိုပဲပြောတာပါချင်း茶နဲ့ဥလုံ茶နဲ့ကတော့တူတူပဲပေါ့နော်ဟုတ်ပြီအလွယ်မှတ်နီးပေါ့အလွယ်မှတ်နီးကိုလာရှိတို့ဘယ်လိုလေးမှတ်ရမလဲဆိုလို့ရှိရင်လက်ဖက်စိမ်းလွိချာကကြတော့လုံးလုံးကြီးအချင်ဖောက်ထားတာမဟုတ်ဘူးအနံ့ကတော့တင်းတင်းလေးရှိနေတဲ့အနံ့ပေါ့နော်တင်းပြန့်လန်းဆန်းတဲ့အနံ့လေးပေါ့နော်သူရဲ့အနံ့လေးอ่ะအဲ့ဒါကလွိချာနောက်တစ်ခုကကြတော့ဒီဟုံးချာကကြတော့သူကလုံးဝအပြည့်အဝကိုအချင်ဖောက်ထားတာအရသာကသူကပိုပြင်းတယ်ပေါ့နော်ပိုပြီးတော့လေးပင်ရှိတဲ့ဟာမျိုးပေါ့နော်ပိုခါမယ်ပေါ့ကွာပြောချင်တာကတော့နော်ပိုပြီးတော့လေးမယ်အဲ့လိုဟာလေးကကြတော့ဒါဟုံးချာဖြစ်တယ်နောက်တစ်ခုကကြတော့ဝူလုံချာဒါမဟုတ်ချင်းချာသူကကြတော့သူ့ရဲ့အချင်ဖောက်တာကကြတော့သူကတဝက်လောက်ပဲသူကဖောက်ထားပြီးတော့မှသူကဟုံးချာနဲ့လွိချာကြားထဲမှာရှိတဲ့အယောင်ဖြစ်ပြီးတော့သူကမွေးတယ်သူရဲ့အရသာလေးကလည်းပဲလေးပင်ရှိတယ်ပေါ့နော်ဆိုတော့နောက်ရှိတို့ဒီချင်း茶ကိုလူတိများပြီးတော့နမူနာပြောရမယ်ဆိုလို့ရှိရင်တော့ရှိတို့ခြေကွမ်းရင်းဒါဆိုရင်နာမည်တော်ကြီးတယ်ဒါလက်ဖက်6ပါနော်ဈေးလေးလည်းနည်းနည်းပေးရတယ်ပေါ့နော်ခြေကွမ်းရင်းရှိမယ်大红炮ရှိမယ်နောက်ပြီးတော့凤凰单丛ဆိုတဲ့ဟာလေးရှိမယ်ပေါ့နော်ဆိုတော့ဒါလေးတွေကချင်း茶အမျိုးအစားပေါ့နော်ဥလုံ茶အမျိုးအစားဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ခြာဝင်ခွာကိုပြောရင်းနဲ့ဒီအမျိုးအစားတွေအများကြီးရှိတဲ့လက်ဖက်6လေးတွေကိုမျက်လုံးထဲမှာမြင်အောင်ပြောပြပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကလေ့လာသူတွေလည်းပဲကြုံလို့ရှိရင်လေ့လာကြည့်လို့ရပါတယ်ခုံးချာဘယ်လိုမျိုးလဲလွိချာဘယ်လိုမျိုးလဲ老师ပြောတာနဲ့ကိုကိုက်ညီမှုရှိသလားဆိုတဲ့ဟာမျိုးလေးကိုလည်းပဲလေ့လာကြည့်လို့ရပါတယ်โอเคပါဆိုတော့ဒီနေ့တော့ကျုံကိုရဲ့ခြာဝင်ခွာလေးကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်အကယ်၍သိချင်တာများရှိရင်လည်းပဲ comment မှာလာပြီးတော့留言 comment လေးပေးလို့ရပါတယ်အားလုံးပဲဆင်နေကြပါစေ我们下期见拜拜